ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာရှိတဲ့အာကာသပြတိုက်ရန်ကုန်ဖွင့်ပွဲအားနိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးပါတယ်။ရှေ့စွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌဟာဖွင့်ပွဲအခမ်းအနားကျင်းပမယ့်နေရာသို့ရောက်ရှိရာနိုင်ငံတကာတပ်တမန်များတာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများကကြိုဆိုနှုတ်ဆက်ပါတယ်။နောက်အာကာသပြတိုက်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းမြန်မာ Space Agency အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်နဲ့ရန်ကုန်မြို့တော်ဝန်ဦးဖို့ထေတို့ကဖွင့်လှစ်ပေးပါတယ်။နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တရောက်လာတဲ့သူများကပြတိုက်ဆိုင်ပုံအောင်စက္ကလုံးနှင့်ဖွင့်လှစ်ပေးပြီးပြတိုက်ကပြေးမော်ကွန်အောင်အမွှေးနှန်းသာရှိများနှင့်ပတ်ဖြန်းပေးပါသည်။နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာအရင်နဂတာယာပြကမ်းမှာအသုံးပြုခဲ့တဲ့ Gordo Planetarian Analog Projection System အားကြည့်ရှုလေ့လာပါတယ်။နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တရောက်လာတဲ့သူများဟာအာကာသပြတိုက်ရန်ကုန်ရှိမှမှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကူပါတယ်။နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တရောက်လာတဲ့သူများဟာပြတိုက်အတွင်းရှိ Deep Space Exploration ပြကမ်း Space Station ပြကမ်း Russia Federation နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံအိန္ဒိယနိုင်ငံနှင့်အမေရိကန်နိုင်ငံတို့မှအာကာသအတွင်းသို့ KSS လွှတ်တင်ခဲ့တဲ့ဒုံးပျံများနှင့်အာကာသယာဉ်ပုံစံငယ်များအာကာသအတွင်းလှည့်ပတ်သွားလာလျက်ရှိတဲ့ဂျိုရူပုံစံငယ်များဒုံးပျံလွှတ်တင်ရေးစခန်းမှဒုံးပျံလွှတ်တင်မှုတရုတ်ပြသမှုများကိုလိုက်လံကြည့်ရှုရာတာဝန်ရှိသူများကရှင်းလင်းပြသပါသည်။နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌကမိန့်ခွန်းပြောကြားရာမှာအာကာသပြတိုက်ရန်ကုန်ကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တဲ့အတွက်
အာကာသဆိုင်ရာဗဟုသုတအကြောင်းအရာများကိုအခုပြတိုက်အတွင်းမှာတစုတစည်းရဲ့စူးစမ်းလေ့လာခွင့်ရနိုင်တော့မှာဖြစ်ကြောင်းအာကာသပြတိုက်ကိုမိမိတို့နိုင်ငံရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်များရဲ့အာကာသနှင့်သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သန်းများကိုနှိုးကြားစေမယ့်၎င်းတို့သင်ကြားနေတဲ့ကျောင်းသင်ခန်းစာများကိုကျော်လွန်ပြီးအာကာသနှင့်သိပ္ပံဆိုင်ရာအိမ်မက်အသင်းများကိုမွေးဖွားပေးမယ့်နေရာတစ်ခုဖြစ်လာစေရတဲ့ရည်ရွယ်ပြီးအကောင့်အထည်ပေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဒါအပြင်ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တရက်တိစောင့်ရှောက်မှာအာကာသသိပ္ပံပညာနှင့်အသုံးချနည်းပညာများဟာတနေ့တခြားပုံမှုအရေးပါလာသည်ဖြစ်တဲ့အတွက်မိမိတို့နိုင်ငံမှာအာကာသနည်းပညာများခင်းတဲ့အညီဖွံ့ဖြိုးတိုးတက်လာစေအတွက်လည်းရည်မှန်းချက်ထားပြီးဆောင်ရွက်လျက်ရှိကြောင်းအာကာသပြတိုင်းမှာရရှိလာတဲ့အာကာသနည်းပညာဆိုင်ရာစိတ်ကူးစိတ်သန်းများနဲ့လှုံ့ဆော်မှုများကြောင့်မြန်မာနိုင်ငံရဲ့ခင်မီဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးပြုနိုင်မယ့်အနာဂတ်ရဲ့အာကာသရှင်မှုများသိပ္ပံပညာရှင်များအင်ဂျင်နီယာများနဲ့ကဏ္ဍအလိုက်ပညာရှင်များလည်းပေါ်ထွက်လာမည်ဟုယုံကြည်မိကြောင်းမိမိတို့အနေနဲ့မြန်မာနိုင်ငံအစိုးရနဲ့ဂျပန်နိုင်ငံအစိုးရတို့1988ခုနှစ်ကပူးပေါင်းတည်ဆောက်ခဲ့တဲ့နဂဒါယာပြကန်းကိုအခုလိုမျိုးအာကာသပြတိုက်အဖြစ်အစင်းမြစ်တွေတည်ဆောက်ပြုပြင်ခဲ့ခြင်းဖြစ်ကအရင်အသုံးပြုခဲ့တဲ့စက်ပစ္စည်းAnalog Projection System များနေရာမှာခင်မီစက်ပစ္စည်းများနဲ့အစားထိုးလေးလေးပြီးအာကာသစခန်းများနဲ့အခြားအာကာသနည်းပညာဆိုင်ရာပြကန်းများအစရှိတဲ့စိတ်ဝင်စားဖွယ်ပြကန်းနေရာများကိုထပ်မံထည့်သွင်းပြသခြင်းများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်အနေနဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများမှာအာကာသနည်းပညာများကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချနိုင်ရေးအတွက်မြန်မာအာကာသအေဂျင်စီကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးနိုင်ငံတကာမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးရေတိုရေရှည်စီမံကိန်းများတမက်ကစားတည်အကောင့်အထည်ပေါ်ဆောင်ရွက်နေပြီဖြစ်ကြောင်းပညာရှင်လူငယ်များအနေနဲ့အာကာသနည်းပညာလှုပ်ရှားမှုအစီအစဉ်များမှာပါဝင်နိုင်မယ့်အခွင့်အလမ်းများကိုလည်းမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်ကြောင်းပြောကြားပါတယ်။အိမ်နောက်နိုင်ငံတော်ရှားရီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌထံရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအာကာသပြလိုက်ရန်ကုန်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အားဂါရပြုပေးရပါတယ်။အိမ်နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတက်ရောက်လာတဲ့နိုင်ငံတကာမှတပ်တမန်များအောင်အမတ်တရလက်ဆောင်ပစ္စည်းများပေးရပါတယ်။အိမ်နောက်နိုင်ငံတော်ရှားရီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တက်ရောက်လာတဲ့သူများဟာအာကာသနှင့်နခတာယာဆိုင်ရာဒွန်ဗီဒိုကလစ်အားကြည့်ရှုပါရယ်အခမ်းအနားပြီးမှနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌနှင့်တပ်တမန်များကအာကာသပြလိုက်ရန်ကုန်ဧည့်သည်တော်မှတ်တမ်းစာအုပ်မှမှတ်တမ်းတင်လက်မှတ်ရေးထိုးပါသည်အဲဒီအာကာသပြတဲ့ရန်ကုန်ဟာရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာတည်ရှိပြီးအရင်နခတာယာပြကန်းအားခေတ်နဲ့အညီဖြစ်စေရအတွက်အစင်မြင့်တင်ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများကိုဆောင်ရွက်၍အာကာသပြတဲ့ရန်ကုန်အဖြစ်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းပြတဲ့အတွင်းဒီ Space Exploration ပြကန်း Space Station ပြကန်းနဲ့အာကာသတွင်ဆေးလုပ်ခဲ့တဲ့ဒုံးပျံများအာကာသမှလေပတ်သွားလာလျက်ရှိတဲ့ဂျိုဒူများအာကာသတွင်စူးစမ်းလေ့လာတဲ့အာကာသရှင်နဲ့ရင်မှုများဂျိုများနခတာယာများအစားရှိတဲ့အာကာသဆိုင်ရာများအားကြည့်ရှုလေ့လာနိုင်မှာဖြစ်ကြောင်းသိရပါတယ်ရှင်။